ထူရှားဆန်းပြစွာတည်ဆုံသွားခဲ့တဲ့အနိုင်ကျင့်တဲ့ကျောင်းသူတယောက်ဟာတည်ချင်းတယောက်ရဲ့တစ်ဖက်ချမ်းကနေလက်စားချေမဲ့မိတ်ဆက်အဖြစ်ပြန်လဲနိုးထလာမဲ့စကားလေးကိုမိတ်ဆက်ပေးရမယ်ခင်ဗျာရုပ်ရှင်ရဲ့အစမှာတော့မြူထူရီပြည့်နဲ့မှောင်မဲနေတဲ့တောနှစ်ချစ်တစ်ခုတွေကိုပြတ်တာပြီးစတင်လာပါတယ်အဲ့ဒီနေရာမှာဘသူဘဝမှမသိရတဲ့လှုပ်ဝဲလူတယောက်နဲ့အတူမိတ်ဆက်ပူဇော်ပွဲလုပ်နေတဲ့ဆုံးဆက်တယောက်ရှိနေပါတယ်ဆုံးစရာဟာမွေနဲ့ကင်းချိန်များတွေရစ်ပတ်မှုကနေတင်စာတင်ဆောင်တစ်ခုကိုဖန်တီးခဲ့ပါတယ်အဲ့ဒီတော့နှစ်ကောင်စီကနေအဲ့ဒီအဆောင်ထဲမှာမိစ္ဆာစွမ်းရည်နေကဲအောင်နေတယ်ဆိုတာကိုပြတ်သားတဲ့အမှတ်အသားတစ်ခုထွက်ပေါ်လာပါတယ်အဲ့ဒါပြီးနောက်မှာတော့ဆုံးစရာကတေပြီးသားလူကိုတကယ်ပဲပြန်ရှင်စေချင်တာလားလို့မေးလိုက်ပါတယ်ဇလန်းကလွန်ခဲ့တဲ့ဘက်ကိုပြန်သွားပါတယ်အထက်တဲကျောင်းတစ်ခုမှာကျောင်းပေါင်းစုံမျိုးသမီးဗော်လီဘောပွဲကျင်းပနေကြပါတယ်ကစားသမားတွေကတော့ထူးချွန်တဲ့အရေးရှင်ရှိသူတွေကရွေးချယ်ခံရတဲ့ကျောင်းသူတွေပါပွဲကတော့နှစ်သင်းစလုံးအမှတ်တွေကတ်လိုက်နေလို့အရန်ကိုပြင်းထန်နေပါတယ်ကျောင်းလေးကျောင်းကိုတော့ဘူဆာဘာကအတင်းကောင်းဆောင်ပြဥဆောင်ပြီးနောက်ဆုံးမှာသူမအုပ်တင်းကအနိုင်ရသွားပါတယ်ဘူဆာဘာကိုကွင်းထဲမှာပြတ်သားပြီးကြောက်စရာကောင်းတဲ့ကောင်းဆောင်တစ်ယောက်ဖြစ်ပုံဖော်ထားပါတယ်အဲ့ဒါလည်းပိုကြောက်ဖို့ကောင်းတာကတော့သူမအเจ้าမှာအเจ้าအဆုံးကျောင်းသူတစ်ယောက်လည်းဖြစ်ပါတယ်ဗော်လီဘောအပြင်သူမရဲ့နေစဉ်ကျောင်းဘွားမှာဘူဆာဘာအနိုင်ကျင့်မှုတောင်းအောင်တွေကိုရှာဖွေလေးရှိပြီးကျောင်းသူတွေစီကပတ်စံတွေကိုလည်းခဏခဏညှိယူလေးရှိပါတယ်သူတို့ကဘသူပဲဖြစ်ဖြစ်ဘလောက်ပဲချမ်းသာတဲ့မိသားစုကဖြစ်ဖြစ်သူမကီးမစိတ်ပါဘူးဘူဆာဘာဟာသူမအနိုင်ကျင့်နေသူကိုအနိုင်ကျင့်ပါတယ်ตามชาก็ให้ตายสั่งออยถ้ามึงเอาตังค์ไม่ได้มึงก็แดกมาไม่สบายอ่ะတနေ့မှာတော့ဆီယာမအကြောင်းမြောင်းလာတဲ့ကျောင်းသူတက်ဂျင်ဒါရာကိုခေါ်လာပါတယ်တတိတ်ဆိုင်ဆိုင်မဲ့အတန်းထဲမှာဂျင်ဒါရာကိုသိနေပြီးသားဟောင်လို့ခေါ်တဲ့ကျောင်းသူတစ်ယောက်ရှိနေပါတယ်ဂျင်ဒါရာဟာလည်းအရင်ကျောင်းမှာဗော်လီဘောအသင်းကောင်းဆောင်ဖြစ်ခဲ့တာကြောင့်ဘူဆာဘာကသူမရဲ့နေရာကိုလူယူခံမှာဆိုပြီးသတိထားပါတယ်ဂျင်ဒါရာဟာဘူဆာဘာရဲ့အနိုင်ကျင့်ခြင်းကိုအမြဲခံရတဲ့အေးစစ်စစ်နေတတ်တဲ့အိုဆာရာနဲ့အတူထိုင်ပါတယ်အိုဆာယာအပြင်ဟောင်ကလည်းအလေတန်းကလေးကဂျင်ဒါရာရဲ့တငယ်ချင်းဖြစ်လို့အဲ့ဒီမှာရှိနေပါတယ်သမင်းစားဆောင်မှာဘူဆာဘာကသူတို့စပွဲပေါ်ကြည်ရိုးတွေပြစ်တင်ပြီးပြဿနာရှာပြန်ပါတယ်သူမကကြောင်ရှိနေမိလာတယ်လို့ပြောလိုက်တဲ့အခါမှာဘသူမှခိုင်းစားမလို့ပဲဟောင်ကချစ်ချစ်နားလည်ပြီးဘူဆာဘာရဲ့ဖနက်ကိုတန့်ရှင်းပေးလိုက်ပါတယ်เราไปเหยียบขี้หมามาဘူဆာဘာကအမြဲတမ်းနိုင်ကျင့်နေပေမဲ့လည်းသူမကဗော်လီဘောပြိုင်ပွဲတွေကနေတဆင့်ကျောင်းအတွက်ဂုံဆောင်ပေးနေတဲ့တူဒီတော့ထူးချွန်တင်မိတဲ့ကျောင်းသူဖြစ်တာကြောင့်ဆီယာမကမြုပ်ကွယ်ပြုထားပုံရပါတယ်။ဒါဘူဆာဘာကတခြားကျောင်းသူတွေကိုအချိန်ချင်းနိုင်ကျင့်နေပေမဲ့လည်းကျောင်းကနေဘယ်တော့မှအထုံးမခံရတဲ့အဓိကအကြောင်းတရားတစ်ခုဖြစ်ပါတယ်။ဆီယာမတွေကသူမရဲ့စိုးသွမ်းတဲ့အပြုအမူကိုလှစ်လူရှုထားကြပုံပါပဲ။ကွင်းထဲမှာဗော်လီဘောလေ့ကျင့်နေတဲ့အချိန်မှာဘူဆာဘာသူမရဲ့တာဝန်တစ်ခုလိုမျိုးပြဿနာထပ်ရှာပြန်ပါတယ်။ဒီတစ်ခါတော့သူမရဲ့ပြစ်မှတ်ကရာပါရာကဘူဆာဘာတောင်းတဲ့ပတ်စံကိုမလွှဲပေးရသေးတာကြောင့်ဘူဆာဘာရဲ့ပြင်းထန်တဲ့ရိုက်ချစ်တွေကိုအတင်းအဓမ္မခံယူနေရတဲ့ပြစ်ဒဏ်ကိုပေးခံရပါတယ်။ရာကအရန်ချမ်းသာတဲ့မိသားစုကလာတာဆိုပေမဲ့လည်းဘူဆာဘာတို့ကဘာမှမဟုတ်ပါဘူး။သူမအဲ့ဒီအချစ်ကိုအသုံးချရေးပုံနှိပ်စက်ပါတယ်။ဒီထက်ပိုပြီးကြီးမိနိုင်တော့တဲ့အတွက်ဂျင်နာယာကဂျားရဲကဝင်ပြီးဘူဆာဘာရိုက်ချစ်ကိုပိတ်ဆို့လိုက်ပါတယ်။ပြီးနောက်ဂျင်နာယာကဘူဆာဘာကိုဗော်လီဘောရိုက်ချစ်နဲ့အင်အားချင်းစမ်းကိုစိန်ခေါ်လိုက်ပါတယ်။ဂျင်နာယာရှုံးရင်ရာရဲ့နေရာမှာသူမကအစားထိုးခံမယ်။ဒါပေမဲ့ဘူဆာဘာရှော့ရင်တော့ဒါရအားလုံးကိုရပ်တက်ဖို့ဂျင်ဒါရာကတောင်းဆိုပါတယ်ဂျင်ဒါရာရဲ့အရေးချင်းကိုမသိတဲ့ဘူဆာဘာဟာဂျင်ဒါရာရဲ့ပြင်းထန်တဲ့ရိုက်ချစ်တဲ့အောင်ခံလိုက်ရပြီးချစ်ကွဲသွားပါတယ်လူပုံလဲမှာသူမရဲ့မာနာတွေကျွတ်ပြစ်သွားရလို့ခံစားရတဲ့အတွက်ဘူဆာဘာဟာဒေါသအကြီးကျယ်ထွက်ပြီးရံပွဲဖြစ်လူနီးပြဖြစ်သွားရမဲ့နီးပြကချစ်ချင်းဝင်တားလိုက်ပါတယ်အဲ့ဒီဖြစ်ပြီးကလေးကဂျင်ဒါရာဟောင်အိုယာဆာနဲ့ယာတို့ကပိုးပြီးရင်းနှီးသွားကြပြီးခိုင်မာတဲ့တင်ငယ်ချင်းဖွဲ့ဖြစ်လာပါတယ်ကျောင်းမှာကျောင်းသူတွေနေထိုင်မှုအတွက်ငှားရတဲ့အဆောင်လေးရှိပါတယ်သူတို့စကားပြောနေရင်းနဲ့ဂျင်နာရဲ့နောက်ကျောင်းရာဆိုကိုအနေငယ်သိလိုက်ရပါတယ်ဂျင်နာယာဟာအလေတန်းကလေးကခဏခဏနိုင်ကျင့်ခံရတာဖြစ်ပါတယ်အစားတော့ကသူမငြိမ်ခံနေပေမဲ့လည်းနောက်ဆုံးမှာတော့ပြန်တိုက်ခိုက်ဖို့တက်တိမွေးခဲ့ပြီးအဲ့ဒီချိန်ကဆက်လို့ဘသူမှသူမကိုမနှောက်ယှက်ကြတော့ပါဘူးဂျင်နာရှိနေတဲ့အတွက်ဘူဆာဘာကိုရက်တန့်ဖို့တစုံတစ်ယောက်ကတက်တိရှိရင်ဆိုင်ရမှာဖြစ်လို့အခုဆိုရင်သူတို့လည်းဘူဆာဘာကိုပြန်တိုက်ခိုက်ဖို့တက်တိရှိလာပြီးတော့အိုယာဆာကပြောပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာဂျင်နာကဘာမှပြန်မပြောဘဲငြိမ်နေပါတယ်အဲ့ဒီအစားဘူဆာဘာကတကယ်တော့ဘသူလဲဆိုတာသိချင်လို့သူမရဲ့နောက်ကျောင်းကိုမေးလိုက်ပါတယ်။ယာကဘူဆာဘာအရင်ကဒီလိုမဟုတ်ဘူး။ကျောင်းတစ်နှစ်နာပြီးပြန်လာတဲ့အချိန်မှာတော့သူမရဲ့အမှုချင်းစိတ်ကပြောင်းလဲသွားတယ်ဖြစ်ကြောင်းရှင်းပြပါတယ်။အဲ့ဒီနားနေတဲ့တစ်နှစ်အတွင်းဘူဆာဘာဟာကိုဝင်ရပြီးကလေးဖြစ်ချခဲ့တယ်ဆိုတဲ့ကောလာဟလာတွေရှိနေပါတယ်။
ကျောင်းအာဏာပိုင်တွေကဒါကိုတကယ်တော့သိကြပေမဲ့ဘူဆာဘာကတော်ပြီးထူးချွန်တဲ့အတွက်ကျောင်းကသူမကိုစစ်ထားဖို့ရွေးချယ်ခဲ့တာပါ องยิมยังกล้าท กันตั้งหลายคนทำไมจะสู้มันคนเดียวไม่ได้วะ မြင်ကွင်းကဂျန်နရာစီပြောင်းသွားပြီးသူမကလက်ဆေးကံမှာသူမစကပ်ပေါ်ကအစွန်းတစ်ခုကိုစေကြောနေပါတယ်သူမမတိလိုက်တာကတော့သူမရဲ့နောက်မှာတခြားကျောင်းသားတွေကစောင့်နေတာပါဂျန်နရာဟာလှပပြီးအသားဖြူဖြူဖြစ်တဲ့အတွက်ကြောင့်မလို့သူမကိုမင်းနဲ့ယောက်ျားလေးတွေကိုဆွဲလန်းစေပါတယ်အဲ့ဒီအချိန်မှာသူတို့နှစ်ဦးကြားထဲမှာတူဦးကိုတူဆွဲဆောင်မှုရှိသွားကြပါတယ်အဲ့ဒီကောင်းလေးနာမည်ကတော့ဂမ်မာကံမကောင်းတာကတော့ဂမ်မာရေးသားရှိပြီးတပ်ပြီးအဲ့ဒါဘူဆာဘာဖြစ်နေပါတယ်နောက်တစ်ချိန်မှာတော့ဘူဆာဘာကဂျန်နရာကိုတိတက်စကားပြောဖို့တောင်းဆိုပါတယ်ဗော်လီဘောကစားကွင်းကကိစ္စပြီးနောက်သူမဟာအားကစားဆရာစီကအပြစ်ပေးခံရကြောင်းနဲ့နောက်တစ်ခါပြဿနာရှာရင်ကောလိပ်ထောက်ခံစာရဖို့အခွင့်အရေးပေးဖြစ်ခံရမယ်လို့ပြောပါတယ်။ဒါကြောင့်မို့လို့သူမဟာဂျင်ဒါရာနဲ့ပြည်လည်အောင်လုပ်ချင်ပြီးသူတို့ကြားမှာနောက်ထပ်ပဋိပက္ခတွေမရှိစေဖို့တောင်းဆိုပါတယ်။ဂျင်ဒါရာကလည်းဒီလိုအပေါ်ရန်စိတ်ကောင်းရှိမှုကိုဝမ်းသာအားရလက်ခံလိုက်ပါတယ်။ဂျင်ဒါရာနဲ့ဂန်တို့ကလူမှုကွင်းကိုင်းနဲ့ဆက်သွယ်လာကြတဲ့အတွက်ဇလန်ကဆက်သွားပါတယ်။ဂျင်ဒါရာကဂန်ကိုစိတ်ဝင်စားလာတာညှိလို့မရတယ်လို့သူမကပါနတ်စွာနဲ့ဂန်ကိုဆက်နှောက်ဖို့ဆွဲဆောင်မှုရှိဓာတ်ပုံတွေပေါ်ပို့လိုက်ပါသေးတယ်။နောက်ဆုံးမှာတော့ဂန်ကဂျင်ဒါရာကိုတွေ့ဖို့ရှင်းဆိုလိုက်ပါတယ်။ဘူဆာဘာကဗော်လီဘောနီးပြအမျိုးသားနဲ့အတူထွက်သွားတာကိုဂျင်ဒါရာကမတော်တဆမြင်လိုက်ရတဲ့အခါဂန်ရဲ့အချစ်ကိုရောက်ယူဖို့အခွင့်အရေးပိုကျလာပုံရပါတယ်။နောက်နေ့မှာတော့ဘူဆာဘာကဂျင်ဒါရာစီထပ်လာပြီးတော့ဒီတစ်ခါတော့သူမစီမှာကျူရှင်တက်ချင်တဲ့ចောင်းသားတယောက်ရဲ့အိမ်ကိုလိုက်ပို့ပေးဖို့အကူအညီတောင်းပါတယ်။ဂျင်ဒါရာဟာဘာကိုမှတန်တရားမရှိဘဲနဲ့ဘူဆာဘာနဲ့လိုက်တော့တပတ်တူလိုက်ပါတယ်။ဒါပေမဲ့ရောက်သွားတဲ့အခါမှာတော့သူမကိုမကောင်းတဲ့လူတွေပြည့်နေတဲ့နေရာတခုကိုခေါ်လာမှဂျင်ဒါရာသိလိုက်ပါတယ်။ရစ်စစ်စော်နဲ့ပဲဘူဆာဘာဟာဂျင်ဒါရာကိုအဲ့ဒီလူတွေစီရောင်းစားခဲ့တဲ့အတွက်ဂျင်ဒါရာအဲ့ဒီလူတွေကိုအသေးအတန်ပြန်လည်တက်ခဲ့ရပါတယ်။ကံကောင်းစွာနဲ့ပဲသူမထွက်ပြေးလွတ်မြောက်သွားပါတယ်။ဒါဟာအကန့်အသတ်တဲ့ကြော်လွန်သွားပြီလို့ခံစားရတဲ့ဂျင်နာယာဟာဒေါသထွက်ပြီးတော့အเจ้าမှာဘူဆာဘာကိုတော့ရင်ဆိုင်ပါတယ်။ဒါပေမဲ့အထောက်အထားမရှိတဲ့အတွက်ဒီမှာဘာမှသိမ့်မလုံးနိုင်ပါဘူး။ဒါအပြင်ဂျင်နာယာဒေါသပေါက်ကွဲနေရကိုတခြားចောင်းသားတွေကဗီဒီယိုရိုက်ထားတဲ့အတွက်သူမကိုသူမပြန်ထိန်းလိုက်ရပါတယ်။ဘူဆာဘာကြောင့်ခံစားရတဲ့နာကျင်မှုနဲ့အရှိရမှုတွေကိုလက်စားရှိဖို့အတွက်ဂျင်နာယာကဂန်ကိုဘူဆာဘာဆီကနေလူယူဖို့စီရင်တစ်ခုဆွဲပါတယ်။ဂျင်နာယာနဲ့ဂန်တို့တွေးဖို့ချိန်လိုက်ကြပါတယ်။ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲသူတို့မတွေ့ရခင်မှာဘူဆာဘာကဂန်ရဲ့ဘဝထဲမှာတခြားမင်းလေးတယောက်ရှိနေတာကိုစက်တင်ရိပ်မိသွားပါတယ်။သူတို့နှစ်ဦးကြားထဲမှာပြင်းထန်တဲ့အငြင်းပွားမှုဖြစ်သွားပါတယ်။ဘူဆာဘာကိုစိတ်ကုန်နေပြီဖြစ်တဲ့ဂန်ကနောက်ဆုံးမှာတော့သူစိတ်ဝင်စားနေတဲ့တခြားမင်းလေးတယောက်တကယ်ရှိကြောင်းကိုရိုးသားဖွင့်ဝင်ခံခဲ့ပါတယ်။ဂန်ကဘူဆာဘာကိုတယောက်တည်းထားပြီးထွက်သွားပါတယ်။ဒါပေမဲ့သူကဖုံးမိကြံခဲ့လို့ပြန်လာယူတဲ့အခါမှာတော့ဘူဆာဘာကဂန်ကိုရုပ်တဲ့ဓာတ်နဲ့ထိုးလိုက်ပါတယ်။ဒေါသရင်းနဲ့မျက်စိမှောင်နေတဲ့ဘူဆာဘာသူမဘာလုပ်နေလဲဆိုတော့ကြည့်မဆိုင်တော့ပါဘူးဒီဖြစ်ရပြီးနောက်မှာတော့ကျောင်းစီမခန့်ခွဲရေးအဖွဲ့ကမလိုလားတော့လဲဘူဆာဘာကိုကျောင်းဝင်နောက်ဆုံးမှာထုတ်ပစ်လိုက်ရပါတယ်အချိန်လေးရဲ့အကြောင်းမှာတော့ဘူဆာဘာဟာကိုတက်တည်သွားတယ်ဆိုတဲ့ရှာဖွေတွေ့ရှိမှုကြောင့်ကျောင်းဟာနောက်တစ်ချိန်တုံ့လှုပ်သွားပါတယ်ဂျင်ဒါနဲ့သူမရဲ့တငယ်ချင်းတွေဟာစူတောင်းပေးဖို့နဲ့နောက်ဆုံးဂါရဝတ်ပြုဖို့အတွက်နိုင်ရေးပွဲကိုတက်ရောက်ခဲ့ကြပါတယ်ရုတ်တရက်ယာကနေမကောင်းသလိုခံစားလာရတာကြောင့်ဟောင်ကသူမကိုအိမ်ပြန်ပို့ဖို့ဆုံးဖြတ်လိုက်ပြီးဂျင်ဒါယာနဲ့အိုယာဆာတို့ကိုပဲထားခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲတခြားနေရာမှာဖြစ်တဲ့ဘူဆာဘာတည်ဆုံးခဲ့တဲ့နေရာမှာတော့ဆုံးဆရာတရားကထူးဆန်းတဲ့ပူဇော်ပွဲတစ်ခုကိုလုပ်နေတာကိုတွေ့ရပါတယ်။အဲ့ဒီအချိန်မှာပဲဖုန်ကြီးတွေဥဆောင်တဲ့နိုင်ရေးဆုတောင်းပွဲအတွင်းမှာတဘာဝမဟုတ်တဲ့တစ်ခုဖြစ်လာပါတယ်။ဘယ်ကမှမသိတဲ့မင်းကြီးတရားငိုတာဟိမ့်ထွက်လာပြီးလေပြင်းတွေတိုက်ခတ်ကမီးတွေပါပြစ်သွားတာကြောင့်ပဝန်းကျင်ပိုပြီးကြောက်စရာကောင်းလာပါတယ်။ရုပ်တည်းဖြစ်နေတဲ့အချိန်မှာဂျင်ဒါယာဟာအတွန်းခံလိုက်ရပြီးမြေပြင်ပေါ်လဲကျသွားပါတယ်။အဲ့ဒီအချိန်မှာပဲဘူဆာဘာရဲ့အခန်းကပြိုကျသွားပြီးတော့ဂျင်ဒါယာရှေ့မှာတင်ပွေ့ထွက်သွားပါတော့တယ်။အဆောင်ကိုပြောင်းတဲ့အခါမှာတော့ဂျင်ဒါယာဟာသူမမြင်ခဲ့ရတဲ့ကိုအထူးသဖြင့်အခေါင်းကဘလို့လို့ရုပ်တရက်ပွင့်သွားရလဲဆိုတာကိုမယုံနိုင်အောင်ဖြစ်နေပါတယ်။ဒါပေမဲ့လည်းသူတို့လေးယောက်ဟာတယောက်ကိုတယောက်စိတ်အေးအောင်ချော့မော့ကြပြီးအလုံးစင်ပြေသွားမှာပါလို့မျှော်လင့်နေကြပါတယ်။တကောင်ရံအချိန်မှာတခြားသူတွေအိပ်ပျော်နေတော့ကလထိုင်တစ်လုံးအလိုလိုရွေ့နေတာကိုမြင်ပြီးအိုယာဆာနိုးလာပါတယ်။သူမထိတ်လန့်ကြောက်အောင်သွားပြီးတော့ဂျင်ဒါယာကိုနှုတ်ဖို့ကြိုးစားပါတယ်။ဒါပေမဲ့ဂျင်ဒါယာကအရန်ပိမှန်းနေတဲ့အတွက်ဘာမှပြန်မထူးပါဘူး။ဘူဆာဘာရဲ့လွတ်မြော်နေတဲ့ဝိညာဉ်ဟာအိုယာဆာရဲ့အပေါ်တက်မှာပေါ်လာပါတယ်။နောက်ဆုံးမှာတော့သူမရဲ့တငယ်ချင်းတွေနိုးလာပြီးဒါအိမ်မက်တစ်ခုသာဖြစ်တယ်လို့ဖြောင်းပြကစိတ်အေးအောင်လုပ်ပြီးအလုံးပြန်အိတ်ကြပါတယ်။ဒါပေမဲ့အိုယာဆာအတွက်ကတော့အိမ်မက်ဆိုးကဆစ်ရှိနေပါတယ်။
သူမနိုင်ရန်တစ်ခုရဲ့အပေါ်မှာရောက်နေပြီးခန္ဓာကိုယ်တွဲလောင်းကျနေကအော်ဖို့ကြိုးစားမယ်ပါစကလှုပ်မြက်ဖြစ်နေပါတယ်ကျိုးတစ်ချောင်းကဖြည်းဖြည်းချင်းတက်လာပြီးသူမရဲ့လေဘင်းကိုရစ်ပတ်လိုက်ပါတယ်ဘူစာဘာရဲ့ဝိညာဉ်ဟာအိုယာစာရဲ့ခေါင်းကိုအပြည့်နဲ့ခြေမွတ်ပစ်လိုက်တဲ့အထိသူမအသေးအတန်ရုပ်ကန်ခဲ့ရပါတယ်ဒါသူမရဲ့ဒုတိယမြောက်အိမ်မက်ဆိုဖြစ်နေပြန်ပါတယ်ကျောင်းမှာတော့အာကစားကွင်းထဲမှာပူစာပွဲလှုပ်ထားတဲ့အကျွင်းကြံတွေကိုတွေ့လိုက်ရတဲ့အခါနောက်တစ်ချိန်ရိုးရိုးသေးဖြစ်ပြန်ပါတယ်ကျွန်တော်တို့အဖွဲ့ကအဲ့ဒီနေရာမှာရှိနေပြီးအဲ့ဒီပူဇော်တကားတွေအကြောင်းတန်းရှင်းအတော်ကြီးကိုမေးမြန်းကြပါတယ်အဲ့ဒီအမျိုးသမီးကဒါရီယာဝင်းကျင်ခေါ်တဲ့ပူဇော်ပွဲရဲ့အမှတ်အသားတွေဖြစ်ပြီးပုံစံအရကြည့်မယ်ဆိုရင်ဒါရှင်းရှင်းလင်းလင်းမှော်နစ်ပညာဖြစ်တယ်လို့ရှင်းပြပါတယ်ဒီပူဇော်ပွဲကလက်စားချေမဲ့ဝိညာဉ်ကိုခေါ်ယူဖို့ရည်ရွယ်ရလို့သူမဆိုပါတယ်၃ရက်အတွင်းမှာဝိညာဉ်ကသူ့ရဲ့ပြစ်မှတ်တွေကိုလိုက်လံရှာဖွေလိုက်မယ်လို့သူမထပ်ပြီးရှင်းပြပါတယ်ပထမနေ့မှာတော့ဝိညာဉ်ကကိုတင်ပြပြီး၆လမ်းမယ်နောက်ဆုံးနေ့မှာတော့တားကောင်ကိုလွတ်လပ်မရှိအောင်တက်ပစ်လိုက်မယ်လို့ဆိုပါတယ်အဲ့ဒီနေ့မှာပဲဘူစာပါဝိညာဉ်ရဲ့၆လမ်းမှုတွေစက်တင်มาတော့တယ်ဝိညာဉ်ကသူတို့တယောက်ရှင်းစီကိုတူဦးပြီးတူဦးကိုတင်ပြပါတယ်ယာဘူစာပါရဲ့ဝိညာဉ်ကသူမအပေါ်မှာတွဲလောင်းကျနေတာကိုမြင်လိုက်ရပြီးအိမ်နောက်ခေါင်းမပါတဲ့ဝိညာဉ်ကသူမစီကိုဆင်းသက်လာပါတယ်ယာဒီကထူးထူးဆန်းဆန်းတွေလုံနေတာကိုတခြားသူတွေကတော့ဘာဖြစ်မှမသိပဲကြောင်ကြည့်နေအောင်သာတက်နိုင်ကြပါတယ်သူတို့ကြားမှာကြောက်စိတ်တွေစက်တင်ကြီးထွားလာပါတယ်တန်ရှင်းရဲ့အတော်ကြီးပြက်ပြက်ချေရတာဝိညာဉ်ဟာသူရွေးချယ်ထားတဲ့တားကောင်တွေဆိုပဲကိုထင်ပြတာဖြစ်ပါတယ်ထွက်တိုက်ဆက်ဆိုင်မဲ့အဲ့ဒီအချိန်မှာအဲ့ဒီအတော်ကြီးကသူတို့နဲ့တူရေရှုခန်းထဲမှာရှိနေပါတယ်ဒါပေမဲ့ရုတ်တရက်အဲ့ဒီအမျိုးသမီးကထူးထူးဆန်းဆန်းတွေဆက်လုပ်လာပါတယ်ရေရှုခန်းမီးတွေရုတ်တရက်ပြစ်သွားပြီးအဲ့ဒီအမျိုးသမီးကသူတို့ကိုစက်တင်တိုက်ခိုက်ပါတော့တယ်ကံကောင်းစွာနဲ့ပဲကံကအချိန်မီရောက်လာပြီးပိတ်ထားတဲ့ရေရှုခန်းတကားကိုရိုက်ချုပ်ဖွင့်ပေးလိုက်ပါတယ်အမျိုးသမီးကသတိပြန်လာပြီးစေရုံကိုချက်ချင်းပို့လိုက်ရပါတယ်။ကံကလည်းဘူစာဘာဝိညာဉ်ရဲ့၆လမှုကိုခံရတာကြောင့်အားလုံးကိုသိနှင့်နေပြီးသားပါ။သူတို့ကိုကူညီနိုင်မဲ့အမျိုးသားနှစ်ခတ်စီရတဦးကိုကံကလူထဲကိုခေါ်သွားပါတယ်။အဲ့ဒီပုဂ္ဂိုလ်ကသူတို့ရင်ဆိုင်နေရတာရွရွတေစိမဟုတ်ပဲအညွတ်အတေးအလွန်ကြီးမားတဲ့ဝိညာဉ်ဖြစ်ကြောင်းရှင်းပြပါတယ်။ပြီးတော့သူကသူ့တပည့်ကိုစွမ်းတဲ့အထက်လန်းအုံဓမြကိုယူလာခိုင်းပါတယ်။မမျော်လင့်ပဲဘူစာဘာရဲ့ဝိညာဉ်စွမ်းအားလွှမ်းမှုအောင်မှာအဲ့ဒီပုဂ္ဂိုလ်ကအဲ့ဒီဓာတ်နဲ့သူ့ကိုသူပြန်ထိုးလိုက်ပါတယ်။တရားပြင်းနဲ့ရိုက်နေတဲ့ကြားကပဲသူတို့ကိုစုံးစရာကိုရှာဖို့နဲ့စုံးစရာကိုအပြိုစင်းရဲ့ဆူတောင်းထားတဲ့စီနဲ့ပက်ဖို့ပြောပါတယ်။ဒါမှမဟုတ်ရင်လည်းစုံးစရာကိုတတ်ဖြစ်လိုက်ဖို့ဒါအားလုံးကိုရက်တက်နိုင်မဲ့တခုရီတော့နီလန်းနှစ်ခုဖြစ်ကြောင်းပြောပါတယ်။တတရားတွေမကုန်ရင်သူတို့အမြန်လောက်ရပါမယ်။မှုရင်သူတို့အားလုံးသိကြပါလိမ့်မယ်။တပည့်ဖြစ်သူကဆူတောင်းထားတဲ့စီတွေကိုသူတို့ကိုကမ်းပေးလိုက်ပါတယ်။ဘူစာဘာရဲ့ဝိညာဉ်ကိုဘသူကတကယ်ပြန်ရှင်းအောင်လှုပ်လိုက်တာလဲဆိုတော့သိချင်ရင်သူတို့အားလုံးအစာမစုမိကြပါတယ်။သူတို့အချင်းချင်းအပြစ်တင်စကားတွေပြောလာကြပြီးနာရီကိုမတက်ခဲ့တဲ့ဟောင်နဲ့ယာတို့အပေါ်ခဏတန်မြတ်ဝင်သွားကြပါတယ်။ဟောင်နဲ့ယာကအပြတ်အသတ်ညှင်းဆိုကြပါတယ်။အိမ်နောက်မှာတော့နာရီကိုမလာခဲ့တဲ့ဘူစာဘာရဲ့အဖေနဲ့နီးပြတို့စီကိုတန်တရားတွေပြောင်းသွားပါတယ်။အကြီးမားဆုံးတန်တရားကတော့ဘူစာဘာရဲ့အဖေစီကိုရောက်သွားပါတယ်။ကံရဲ့ပြောပြချက်အရာဘူစာဘာရဲ့ဘဝတကယ်တော့အရန်ကိုဝမ်းနည်းစရာကောင်းပါတယ်။သူမရဲ့အဖေကမှော်နစ်ပညာတွေကိုလိုက်စားသူဖြစ်ပြီးဒါတွေအားလုံးရဲ့နောက်ကွယ်မှာသူရှိနေဖို့အရန်ဖြစ်နိုင်ပါတယ်။ဒါပေမဲ့ဘူစာဘာကိုဘာကြောင့်ပြန်ရှင်းအောင်လုပ်ရတာလဲဆိုတဲ့တကယ်ရွယ်ချက်ကိုတော့သူတို့မသိကြသေးပါဘူး။ကံဟာတခါကဘူစာဘာကိုအိမ်ပြန်ပို့ရင်သူမရဲ့အဖေကအရက်သမားကြီးဖြစ်နေတာကိုမြင်ခဲ့ရပါတယ်။သူမအဖေရဲ့မှုတိုင်းဘူစာဘာကိုတီးလေးရောက်နှိမ့်စစ်မှုကိုခံရလိမ့်ရှိပါတယ်။ဒါကြောင့်လေသူမအိမ်ကနေထွက်ပြေးလိုက်ပြီးဆောင်းမနေမရွေးချယ်ခဲ့တာပါ။နောက်ဆုံးမှာတော့ဘူစာဘာအဖေကိုရှာဖို့သူတို့တဘောတူလိုက်ကြပါတယ်။သူစီကအဖေမရရင်တော့နောက်ဆုံးရင်ဆိုင်ရမယ့်သူကဗော်လီဘောနီးပြပါပဲ။ จะมาเราแบ่งกันทำไมวะคืนนั้นเราก็ไม่ได้อยู่ที่งานမကြခင်မှာပဲကျောင်းပါဆောင်ဝဲဖြစ်နေတော့ကျောင်းသားတွေနဲ့ဆရာမတွေအားလုံးကဘူစာဘာရဲ့ဝိညာဉ်ပေါ်လာတာကိုမြင်ပြီးတုန်လှုပ်သွားကြပါတယ်။ဝိညာဉ်ကဆောင်ဝဲဖြစ်ဖို့ရောက်လာတာဖြစ်ပြီးဆရာမစီကနေအဖြေလွှာတာတောင်းခဲ့ပါသေးတယ်။ဖြစ်ပြီးနောက်အာကစားခန်းပါထဲမှာအားလုံးစုမိကြပြီးဗော်လီဘောနီးပြလည်းအဲ့ဒီမှာရှိနေပါတယ်။ဂျင်ဒါနဲ့ကန်တို့ကဘူစာဘာဝိညာဉ်ကိုသူပြန်ရှင်းအောင်လုပ်တာလားဆိုပြီးနီးပြကိုစစ်မေးကြပါတယ်။နီးပြကတော့တကယ်ကိုဇဝေဆိုတာဖြစ်ပြီးအကြက်ရိုက်သွားတာနောက်ဆုံးမှာတော့သူနဲ့ဘူစာဘာတို့ပတ်သက်မှုရှိကြဝန်ခံလိုက်ပါတယ်။ရုတ်တရက်သူ့ကိုယ်ထဲကိုဘူစာဘာဝိညာဉ်ဝင်ပူးလိုက်ပြီးအမှန်တရားကိုအသိပြုပေးလိုက်ပါတယ်။သူတို့ရဲ့စစ်ဆန်ရေးအချစ်ကိုအခြေခံတာမဟုတ်ပဲအပြန်အလှန်အကျိုးစီးပွားအသစ်တာဖြစ်ပါတယ်။ဘူစာဘာကကောလိပ်တက်ဖို့အတွက်အာမခံရှိတဲ့အမှတ်စင်းလိုချင်နေပြီးနီးပြကတော့ဘူစာဘာသူနဲ့အတူအိတ်ပေးရမယ်ဆိုတဲ့အချက်နဲ့အဲ့ဒါကိုပေးခဲ့တာပါပိုဆိုးတာကအကြောင်းအကြည့်ပါပတ်သက်နေပြီးဘူစာဘာနဲ့တိတိစိတ်ဖောက်ပြန်တဲ့ဆက်ဆံရေးရှိနေခဲ့တာပါအဲ့ဒီနောက်ဘူစာဘာဝိညာဉ်ကနီးပြကိုចောင်းသားအားလုံးရှိမှအဝတ်အစားတွေချုပ်ခိုင်းပြီးရှစ်ခွဲလိုက်ပါတယ်
မကြခင်မှာပဲနီးပြတ်သတိပြန်လာပြီးလူတိုင်းဟာသူတို့အပေါ်မှာတွဲလောင်းကြနေတဲ့ဘူဆာဘာဝိညာဉ်ကိုမြင်ပြီးထိတ်လန့်ကုန်ကြပါတယ်သူတို့အတွက်ကြန့်ရှိနေတဲ့တခုတည်းသောမျှော်လင့်ချက်ကတော့ဘူဆာဘာရဲ့အဖေကိုရှာဖို့ပါပဲသူတို့ကအိမ်တကားကိုရိုက်ချိုးဝင်လိုက်တဲ့အခါမှော်နဲ့ပူဇော်ပွဲတွေမှာသုံးတဲ့ပစ္စည်းတွေနဲ့အသုံးဆောင်တွေအများကြီးကိုတွေ့လိုက်ရပါတယ်ပူဇော်ပွဲလုပ်တဲ့နေရာမှာဘူဆာဘာရဲ့ငယ်စဉ်ကဓာတ်ပုံကိုပြတ်တက်ထားတာမြင်လိုက်ရတဲ့အခါသူတို့ရဲ့တန်တရားကအတီးဖြစ်သွားပါတယ်သူတို့ကအဲ့ဒီနေရာကိုဖြစ်စီပစ်လိုက်ကြပါတယ်ဒါပေမဲ့မကြခင်မှာပဲဘူဆာဘာအဖေရောက်လာပြီးသူ့ရဲ့ပူဇော်ပွဲဖြစ်စီသွားတာကိုသိတဲ့အတွက်သူတို့ကိုစတက်တင်တိုက်ခိုက်ပါတော့တယ်နှက်ခတ်ဆရာပေးလိုက်တဲ့ဆူတောင်းထားတဲ့စီနဲ့သူ့ကိုပစ်လိုက်တဲ့အခါမှာဘူဆာဘာအဖေကအရန်ကိုနာကျင်တုန်လှုပ်သွားပါတယ်သူကထစ်ပြေးပြီးသူတို့ကိုရှောင်းမကြိုးစားရင်သူတို့ကနောက်ကနေလိုက်လာကြပါတယ်ရုတ်တရက်ဟောင်ကအိမ်ထဲကနေသူမှတွေ့ခဲ့တဲ့ရုတ်တရက်ကိုကင်ပြီးရောက်လာကဒါအချက်ချင်းဖြစ်စီရမယ့်ဝိညာဉ်အယုတ်ဖြစ်တယ်လို့ပြောပါတယ်ဒါကိုကြားလိုက်ရတဲ့အခါသူတို့ကဆူတောင်းထားတဲ့စီကိုအယုတ်ပေါ်လောင်းချလိုက်ပါတယ်အကျွတ်သက်ရောက်မှုကချက်ချင်းပါပဲဘူဆာဘာဖေးကချက်ချင်းပဲဝစ်လဲပြီးလဲကျသွားကထက်လာတဲ့တန်တိုင်းနဲ့ခေါင်းဆိုင်မိပြီးတေဆုံးသွားပါတယ်တကယ်လို့ဘူဆာဘာအဖေကတာဝိညာဉ်ကိုပြန်ခေါ်ခဲ့သူဆိုရင်ခုဆိုရင်သူတို့ချိန်စာကနေလွတ်မြောက်တင်ပါပြီဒါပေမဲ့တကောင်ကျော်မှပဲသူတို့ကိုတေချနိုင်မှာပါရှာကသူ့အမေနဲ့အိမ်ပြန်သွားပြီးဂျင်ဒါယာကိုတော့ဂန်ကလာကြိုပါတယ်သူတို့နှစ်ယောက်ဟာအရင်ကဒဏ်ရာတွေကြောင့်စိတ်ုံတက်နေတဲ့နှက်ခတ်ဆရာစီကိုအတူတူသွားလေကြပါတယ်သူတို့ကသူ့ကိုဝိညာဉ်ရုပ်ပေးပြီးအလုံးတကယ်ပဲပြီးဆုံးသွားပြီလားလို့မေးကြပါတယ်အခြေအနေကိုကောင်းကောင်းတွင်နိုင်ခဲ့လို့နတ်ဆရာကသူတို့ကိုချီးကျူးလိုက်တဲ့အတွက်ဂျင်ဒါယာနဲ့ဂန်တို့စိတ်သက်သာရသွားကြပါတယ်ဒါပေမဲ့စာပါရဲ့ဝိညာဉ်အေးချမ်းချမ်းအနားယူနိုင်ဖို့အတွက်ဘုရားကျောင်းမှာသွားပြီးဆုတောင်းပေးဖို့သူတို့ကအကြံပေးလိုက်ပါတယ်ဂျင်ဒါရာဟာကျောင်းမှာသူမရဲ့ပုံမေးကြံခဲ့မှသိလိုက်ပါတယ်ဒါကြောင့်ဂန်ကကားထဲမှာစောင့်နေတော့သူမတယောက်တည်းပြန်သွားပါတယ်လမ်းမှာဂျင်ဒါရာဟာအဆောင်လက်ဖက်တွေရောက်တဲ့လမ်းဘေးစစ်တရကိုဖျက်သွားရင်းနဲ့ပစ္စည်းတစ်ခုကသူမရဲ့အာရုံကိုဖမ်းဆလိုက်ပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီပစ္စည်းကဘူဆာဘာအဖေရဲ့အိမ်မှာသူမမြင်ခဲ့တဲ့အရာနဲ့အတိအကျတူနေလို့ပါဈေးတွေကဒါဝဲဝံအံပတ်ဖြစ်ပြီးဝိညာဉ်ဇိုးတွေရန်ကနေကောက်ဝဲဖို့အတွက်အဆောင်ဖြစ်သုံးတာလို့ရှင်းပြပါတယ်ရှုပ်တရဲ့ဂျင်ဒါရာဟာဟောင်ကအဲ့ဒီအိမ်မှာဒီလိုမျိုးပစ္စည်းကိုတွေ့ခဲ့ပြီးဒါဖြစ်စီရမယ့်ဝိညာဉ်အယုတ်ဖြစ်တယ်လို့ပြောခဲ့တာသိရသွားပါတယ်ဟောင်လင်ခဲ့ရဆိုတော့သူမသိလိုက်ရပါတယ်ထိတ်လန့်သွားတဲ့ဂျင်ဒါရာဟာအချိန်ကိုကြည့်လိုက်တဲ့အခါမှာည7:58မိနစ်ဖြစ်နေပြီးတကောင်ရဖို့2မိနစ်ပဲလိုပါတယ်တစ်ချိန်တည်းမှာပဲစေးရုံမှာတော့နက်ကတ်ဆရာဟာဘူဆာဘာဝိညာဉ်တိတ်ခဲ့ခြင်းကိုခံရပြီးအသက်ခံလိုက်ရပါတယ်နောက်တစ်ယောက်ကတော့ကားထဲမှာစောင့်နေတဲ့ဂန်ပြစ်မှတ်တစ်ခုဖြစ်လာခဲ့ပါတယ်။ကားဟာရုတ်တရက်အလိုလိုရွေ့သွားပြီးဝမ်းနဲ့စရာကောင်းတာကတော့ဂန်ထွက်ပြီးလို့မရပဲထွက်နေတဲ့တန်ချောင်းနဲ့ခေါင်းဆိုင်မိပြီးတေဆုံးသွားပါတယ်။ဒီထိတ်လန့်စရာမြင်ကွင်းကိုမြင်လိုက်ရတဲ့ဂျင်ဒါယာဟာဘာမှမတတ်နိုင်ပဲကြမ်းခဲ့ရပါတယ်။ဂျင်ဒါယာဆေးကိုပြန်တော့တဲ့အခါနှစ်ကဆေးဟာတိတ်ဆုံးနေတာကိုတွေ့ရပြီးအထက်လမ်းသုံးတစ်မြောင်ပဲကြံခဲ့ပါတယ်ဂျင်ဒါယာကအဲ့ဓာတ်ကိုတိတ်ဆိတ်ယူလိုက်ပါတယ်သူမကအဟောင်ကိုချိန်စာမပြေသေးကြောင်းအကြောင်းကြားပြီးဘူဆာဘာရဲ့အိမ်မှာတွေ့ဖို့ပြောလိုက်ပါတယ်ဟောင်ကအိုယာဆာကိုစစ်တယ်ပြီးအတူလိုက်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်ယာကတော့ဘာမှမသိပဲအလုံးပြီးသွားပြီလို့ထင်နေတော့မှရုတ်တရက်ဘူဆာဘာဝိညာဉ်ထပ်ပေါ်လာပြီးယာဟာနောက်ထပ်သားကောင်ဖြစ်သေဆုံးသွားပါတယ်ဖက်မှာလဲဟောင်ကအိုယာဆာကိုဘူဆာဘာတေခဲ့ရအခစားခါမစီတိတ်ဆိတ်ခေါ်လာပါတယ်။အိုယာဆာဟာဟောင်ကတကယ်တော့ဘယ်လိုလဲဆိုတာမသိသေးပါဘူး။ဟောင်ကချိန်စာရက်တန့်သွားလိမ့်မယ်လို့အကြောင်းပြပြီးသူမလုံနေတဲ့ဘူဆာပွဲကိုလိုက်အုပ်ဖို့အိုယာဆာကိုလိုက်ခိုင်းပါတယ်။တစ်ချိန်တည်းမှာဂျင်ဒါယာဟာဘူဆာဘာအဖေရဲ့အိမ်ကိုရောက်နေပါတယ်။ဘူဆာဘာဝိညာဉ်ကိုပြန်ရှင်းအောင်လုပ်ခဲ့တဲ့သူကတကယ်တော့ဟောင်ဖြစ်ကြောင်နောက်ဆုံးမှာပေါက်လာပါတော့တယ်။ဂျင်ဒါယာစီကိုအိုယာဆာစီကနေဟောင်နဲ့အတူအောက်စားခန်းမှာရှိနေတဲ့ဆိုတဲ့စတာရောက်လာပါတယ်။ဂျင်ဒါယာကအိုယာဆာစီဖုံးပြန်ဆက်ဖို့ကြိုးစားရင်မှသူမဖုံးကရုတ်တရက်ပိတ်သွားပါတယ်။အိုယာဆာဟာဘူဆာဘာဝိညာဉ်ကိုဆူတောင်းဖို့နဲ့အမှားလုပ်ခဲ့တာရှင်ခွင့်လွှတ်ဖို့တောင်းပန်ဖို့ခိုင်းစေခြင်းခံရပါတယ်။အဲဒီအချိန်မှာအိုယာဆာကဘူဆာဘာကိုတတ်ခဲ့မိတဲ့အတွက်ဂျင်ဒါယာဂန်နဲ့ယာတို့ကိုစားတောင်းပန်လိုက်ပါတယ်။ဝန်ခံချက်ကိုကြားရတဲ့အခါဘူဆာဘာတတ်သေးတာမဟုတ်ပဲသူတို့လျောက်ကတတ်လိုက်တာမှဟောင်းတိသွားပါတော့တယ်။ဇလန်ကလွန်ခဲ့တဲ့ရက်အနေငယ်ကိုပြန်သွားပါတယ်။ဘူဆာဘာကဂန်နဲ့ဂျင်ဒါယာတို့ရဲ့စာပို့ထားတာတွေကိုတွေ့သွားတဲ့အချိန်မှာမနာလိုမှုနဲ့ဒေါသထွက်မှုတွေကြောင့်ဘူဆာဘာကဂျင်ဒါယာကိုတွားရောက်ရင်ဆိုင်ရာကနေပြင်းထန်တဲ့ရံမွေဖြစ်ခဲ့ပါတယ်။
ဒါကိုအိုယာစာနဲ့ယာတို့ကမင်းတွေ့ခဲ့ရပြီးကန်ကသူတို့ကိုလာဖြန့်ဖြေပေးခဲ့ပါတယ်။ကန်ကဘူဆာဘာကိုလမ်းခွဲချင်တာဟာအကြောင်းမဲ့မဟုတ်ပါဘူး။ဘူဆာဘာနဲ့ဗော်လီဘောနီးပြတို့ရဲ့ပတ်သက်မှုကိုသိသွားလို့ပါ။သူမရဲ့အရှိရစရာကိစ္စတွေပေါ်သွားတဲ့အခါဘူဆာဘာစိတ်မထိန်နိုင်တော့ပဲဂျင်နာယာကိုစက်တင်တိုက်ခိုက်ပါတော့တယ်။ ယောက်တည်းဖြစ်နေတဲ့ဘူဆာဘာဟာနောက်ဆုံးမှအရင်နှိမ်တော်ကြီးပြိုတဲ့ကသူမကိုလှုပ်ပေးဖို့ငိုယိုတောင်းပန်ပါတယ်။သူမနောင်တရပြီလို့သူတို့ထင်နေတော့မှပဲဘူဆာဘာကဂျင်နာယာကိုထပ်ပြီးတိုက်ခိုက်ပြန်ပါတယ်။ဘူဆာဘာရဲ့ကင်နာတာကိုဖြုတ်ပြီးတွန်းနှုတ်ဖို့ကြိုးစားလိုက်တဲ့အခါအဲ့ဒီအတော်တင်မှာဘူဆာဘာရဲ့လေဘင်းကတန်တန်နဲ့ရဲမိသွားပြီးချင်းတိတ်ဆုံးသွားပါတယ်။ဒါမတော်တဆတစ်ခုဆိုတာသိလိုက်ရတဲ့အတွက်သူတို့အောင်ထိတ်လန့်သွားကြပါတယ်။ဂျင်နာယာကတော့ဘူဆာဘာအသက်ရှင်စဉ်မှာသူတို့ဘဝတွေကိုဖြစ်စီခဲ့ပြီးလူတွေကိုနာကျင်အောင်လုပ်ခဲ့တာကြောင့်သူမသိတာကိုဝမ်းနဲ့နေဖို့မလိုဘူးလို့ပြောပါတယ်။သူတို့ကဘူဆာဘာတက်တည်သွားတယ်လို့ဖြစ်အောင်စီစဉ်ဆွဲကြပါတယ်။သူတို့ကအခင်းဖြစ်ပွားနေတဲ့နေရာကိုပြပြပြီး CCTV ကင်မရာတွေကိုလှည့်စားဖို့တက်တည်အမှားတွေလောက်ချဖန်တီးပြီးတော့ဘူဆာဘာကိုတက်တည်သွားတယ်လို့ဖြစ်အောင်လုပ်ခဲ့ကြပါတယ်။သူတို့ရဲ့တယောက်ကဘူဆာဘာရဲ့ယူနီဖောင်းကိုဝတ်ပြီး CCTV ရှေ့ကနေဖျက်လျှောက်ပြပြီးတော့ဘူဆာဘာတက်တည်ဖို့ပြင်နေတယ်လို့မျိုးလှည့်စားခဲ့ပါတယ်။တက်တိုက်ဆိုင်ပဲဘူဆာဘာတည်တဲ့ညမှာဟောင်ကသူတို့နဲ့အတူရှိမနေခဲ့ပါဘူး။လက်ချိချင်းကိုပြောင်းလာတဲ့အခါဟောင်ကသူမကိုယ်တိုင်ဘူဆာဘာဝိညာဉ်ကိုပြန်ရှင်လုပ်ခဲ့ရလို့ဝန်ခံလိုက်ပါတယ်။ဘူဆာဘာတည်ပြီးနောက်ဟောင်ကဝိညာဉ်ခေါ်ယူတဲ့ပူဇော်ပွဲကိုတင်ယူဖို့အတွက်ဆုံးဆယ်တယောက်ကိုအသေးအတန်လိုက်ရှာခဲ့ပါတယ်။ဂျင်ဒါရာကဘူဆာဘာအသက်ရှင်စဉ်မှာဟောင်ကိုအမြဲအနိုင်ကျင့်ခဲ့ရအောင်ဘာလို့ပြန်ခေါ်ရလဲဆိုတာကိုသိချင်နေပါတယ်။ဟောင်ကအမှန်တရားကိုဖွင့်ပြောပါတယ်။သူမအနိုင်ကျင့်ခံရတာနဲ့နှိပ်စက်ခံရတာကိုတာယာတဲ့စိတ်ဝေဒနာတစ်ခုရှိနေရပါ။ဘူဆာဘာတည်သွားတဲ့အခါဟောင်ကအဲ့လိုတာယာမှုဆုံးသွားခဲ့ပါတယ်။ဘူဆာဘာကိုပြန်ခေါ်ဖို့အတွက်ဟောင်ကသူမကိုကင်းချေများအဆောင်ရောင်ပေးတဲ့ဆုံးစရာနဲ့ပူးပေါင်းခဲ့ပါတယ်။အဲ့ဒီအဆောင်ရောင်ကတေဘီသားသူရဲ့ဝိညာဉ်ကိုတခြားခန္ဓာကိုယ်ရဲ့ကူးပြောင်းပေးနိုင်ပါတယ်။အခုတော့ဟောင်ကဘူဆာဘာရဲ့ဝိညာဉ်ကိုဂျင်နာရဲ့ခန္ဓာကိုယ်ရဲ့ထည့်ဖို့ရည်ရွယ်နေပါတယ်။နှစ်ယောက်သားတိုက်ခိုက်ကြတဲ့အခါမှာဘူဆာဘာဝိညာဉ်ရဲ့အကူအညီနဲ့ဂျင်နာယာကိုဖမ်းရှုပ်ထားတဲ့အချိန်မှာဟောင်ကဂျင်နာယာကိုထိုးနှက်နိုင်ခဲ့ပါတယ်။အဆောင်ရောင်တွေကနေကင်းချေများရထွက်လာပြီးဂျင်နာယာရဲ့ခန္ဓာကိုယ်ရဲ့ကိုစက်တင်တွားဝင်သွားပါတော့တယ်။အတန်ကြာတဲ့အခါမှာတော့အရာအလုံးပုံမှန်ဖြစ်သွားပုံရပါတယ်။ဂျင်နာယာရောဟောင်မအသက်ရှင်နေသေးပါ။ဒါပေမဲ့ဂျင်နာယာရဲ့ခန္ဓာကိုယ်ထဲမှာတော့ဘူဆာဘာရဲ့ဝိညာဉ်ကဲရောက်နေပါပြီ။ဂျင်နာယာဟာဘူဆာဘာအတိုင်းအတိအကျပြုတ်မှုလာပြီးတော့ရစ်စစ်တဲ့အနိုင်ကျင့်သူဖြစ်ပြန်ဖြစ်လာတာကဟောင်ကိုလော်မင်းဆွဲမဲ့စေပါတော့တယ်။ဒီလိုနဲ့ပဲဇာလန်ကတော့ပြီးဆုံးသွားပါတော့တယ်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။